တဲ့ကြံဆုံးခရလည်းမဲ့ day 2 vlog လေးပါရှင်ပထမနေ့ကမကြီးတို့ icon စီရတွားခဲ့ပြီးဆိုတော့ဒီနေ့တော့ foreigner တွေအများဆုံးလာပြီးတော့နာမည်လည်းတော်တော်လေးကြီးတဲ့ Central World ကိုတွားမှာဖြစ်ပါတယ် Central World ကိုမကြီးတို့ကအာမာတီနဲ့တွားပြီးတော့စီရမှာဆင်းခဲ့တာဆိုတော့လမ်းလေးနည်းရှောက်ရတယ်ပေါ့နော်ရေပတ်ဖို့တနက်ကိုအိမ်ကနေရင်မဖြစ်ခဲ့ရလို့လမ်းမှာစစ်ဘက်ပေးပြီးတော့ရေရင်ဖြစ်ရပါသေးတယ်ဒါဆိုရင်တော့ Central World ရှေ့ကိုရောက်ပြီပေါ့နော်ပွဲထဲမဝင်ခင်ဒီလိုမျိုးရေဖြည့်လို့ရတဲ့ refill tower လေးထားတာပေးပါတယ်ဒါကတော့ပတ်စံပေးချမလို့ free ပေါ့နော်ပွဲခင်းတဲ့နောက်မရောက်သေးဘူးအဝါမာလေးဒီမှာအချင်းချင်းရေပြုတ်နေနဲ့ပတ်နေကြပြီပေါ့နော်မြန်မာမှာလိုမျိုးရေပုံးနေနဲ့ပတ်တာမဟုတ်ပဲဒီမှာကျတော့ရေပြုတ်လေးနေပဲပတ်ကြရဆိုတာတိတ်တော့အားမရဘူးပေါ့နော်ဒါပေမဲ့သူ့အနေနဲ့သူကတမျိုးလေးသူ့ကချာနဲ့သူပေါ့နော်ပြုတ်ပြီးတော့ကောင်းပါတယ်သူ့ကိုပတ်ကိုသူပြစ်နေပေါ့နော်အချင်းချင်းဝတ်တက်ပတ်တယ်ဖြစ်နေရပေါ့နော်လူတွေကအရင်များတော့ဘသူပြရမှမသိလို့မသိရတွေးသမျှလူအကလုံးသိန်းကြုံပြီးရှောက်ပြနေလိုက်ပါတယ်ဒါတကယ်ရေဆော့ရမယ်ပွဲခင်းနေတော့မရောက်သေးပေါ့နော်ဘေးမနဲ့တော်တော်လေးကိုပြည့်နေပါပြီမဒီတို့သွားခဲ့တာ12ရက်နေ့ပေါ့နော်တကယ်အခါကြီးရဲ့ကြီးနေ73 74 75မဟုတ်သေးဘူးပေါ့နော်ဒါမှလူကတော်တော်လေးကိုများနေပါပြီအဲ့တော့သွားမယ်ဆိုလို့ရှိရင်စောစောစီးသွားကြပါလို့ဒါတော့မဒီတို့သွားခဲ့တာ6နာရီလောက်ပေါ့နော်ဒီနေရာကတော့အဓိကရေကစားတဲ့နေရာ stage show ရှိတဲ့နေရာကိုပြင်ဖို့အတွက်တန်းစီနေရပါတယ်လူရမ်းများတဲ့ကြောင့်မို့အထဲမှာတစ်ဖွဲ့ပြီးတစ်ဖွဲ့လွတ်ပေးတယ်ပေါ့နော်ဒီမှာဆိုအကြာကြီးဆောက်ပြီးမှနောက်ဆုံးတော့ပြင်ခွင့်ရပါပြီရှင်ဆက်ဖြတ်ဝေါ်လာမယ်ဆိုလို့ရှိရင်အဓိကက passport မူရင်းပါမယ် national ID လေးမောင်းလိုက်စင်ရတယ်ပေါ့နော်passport ကိုတက်ပေါ်ရိုက်ထားလိုက်ပါလုံးဝမရပါဘူးအထဲမှာ scan ဖတ်ရမယ်ပေါ့နော်ဒီနေရာမှာ form ဖြည့် register လုပ်ပြီးတော့လက်ပတ်ပေးလို့ရှိရင်ဝင်လို့ရပါပြီရှင်နောက်ဆုံးတော့ကျူးစားတန်းစီပြီးတဲ့နောက်မှာအထက်ကိုရောက်လာပါပြီဒီညကတော့ပတ်စီကလုပ်တဲ့ water slide ရှိရပေါ့နော်12ပေတောင်မြင့်နေတယောက်ကိုတစ်ခါပဲစီးလို့ရပါတယ် free စီးလို့ရတယ်ပေါ့နော်မီဒီယာတော့အမြင့်ကျတဲ့လူမျိုးလို့မစီးရလို့မစီးခဲ့ပြီမဲ့အရန်ကိုတတိရှိရမီဒီတငယ်ချင်း2ယောက်ကတော့စီးခဲ့ပါတယ်သူတို့2ယောက်ကရေလာရှော့စီပုံရိပ်တည်ပေါ့နော်စလိုက်မစီးတဲ့မီဒီတို့ကတော့ရေသားဆော့မယ်ရေပန်းလေးအောက်မှာတောက်ခဲ့မယ်ဒီရေနဲ့တောက်ကမယ်ပေါ့နော်အဲကြောင့်ရေလုံးဝမဆိုသေးတဲ့ကျွန်မအရင်ဆုံးရေပန်းလေးအောက်ကိုအရင်ပြေးပါတယ်ရှင်အဲ့ဒါကြတော့လေမြန်မာတချင်လိုမျိုးနေပတ်လောက်တာမဟုတ်ပဲနဲ့ညဘက်မှပူစီပြီးတော့ညဘက်ထိလောက်တာဆိုတော့နေတော့မပူဘူးအေးလေးနဲ့ပြောဖို့ကောင်းပါတယ်တမျိုးလေးပြီးတော့ဒီမှာရေပြုတ်လေးနေပဲပတ်တာပေါ့နော်အဲ့တော့ရေကတော့အရင်မဆူဒါပေမဲ့အဲ့လိုတူများကိုတော့ပတ်လိုက်ကိုလာပတ်လိုက်နေဆိုတော့တမျိုးလေးတော့မိုက်ပါတယ်ကုမ္ပဏီကနေ sponsor ဆင်းတဲ့sponsor boost တွေကလည်းအများကြီးပဲပေါ့နော်မမဒီတယောက် DJ တန်ကြားတယ်နဲ့တော်တော်လေးကိုမြူတူကခုံပြီးတော့တွားနေပါပြီဒါ DJ stage တွေအောက်မှာရေပန်းနေတူတူကဲဖို့အတွက်တွားနေရပါတချင်းတွေရတယ်ကိုရီတီးတဲ့ English song တွေပြီးတော့ကိုရီးယားနာမည်ကြီး song တွေဖွင့်ပြီးတာဆိုတော့တော်တော်လေးကလို့ကောင်းခဲ့ပါတယ်တော်တော်လေးလည်းပျော်ခဲ့ရပါတယ် DJ ကလည်းတော်တော်မိုက်တယ်ပေါ့နော်ကိုတီးတဲ့ Big Bang song ရဲ့ဗမန်တိုင်းတချင်းကိုဖွင့်နေရဆိုတော့တော်တော်လေးကိုပျော်ပြီးကနေရဖြစ်ပါတယ်ဒီမှာလဲကိုရီလိုပဲကဲနေရကမလေးငယ်လေးတွေရော foreigner တွေရောဆိုတော့ပါမရှက်နေကြမလို့ပေါ့နော်ပြောဖို့ကောင်းခဲ့ပါတယ်စန်ထရဝါ DJ တွေရောရေကစားတဲ့နေရာတွေရောရှေ့ပန်းတွေရောနဲ့တော်တော်လေးကိုတည်ချာလောက်ထားပေးတာဆိုတော့ပြောဖို့ကောင်းပါတယ်မနေ့က icon စီယန်ထက်ကိုဒီမှာပို့ပြောပါတယ်DJ လည်းရှိတော့လူငယ်တွေအကြိုက်ပေါ့နော်မမဒီတရား Bollywood ဆောင်နဲ့အရင်နေ့ကဲနေပါပြီရှင်ကောင်းတဲ့ DJ ကဏ္ဍပြီးတော့ထိုင်းနာမည်ကြီးအဆိုတော်ပန်တချင်းစုနေရတဲ့မီဒီတို့ကထိုင်းစကားနားမလဲတော့ဘာဆိုလဲတော့မသိတော့တိတ်တော့မပြောဘူးပေါ့နော်ရေရတော့မဆိုမှစိတ်မပူရဘူးပေါ့နော်ဆက်တွဲမှာအသက်ကုန်ရှိဖြတ်မှရေရှိလဲပေါ်တဲ့ဆိုတော်တော်လေးပြောဖို့ကောင်းပါရဲ့ထိုင်းလို့ဆိုနေတာကိုဘာတလုံးမှနားမလည်ပြန်ပြန်လဲဝါသနာရကနေပေးလိုက်ပါလေ
9နာရီကျော်လောက်မှအစီအစဉ်ပြီးသွားပါတယ်မဒီတိုကပွဲပြီးတဲ့နေ့နေပြီးတဲ့အခါမှာတော့ပြန်มาတော့မယ်ရှင်ဒီနေ့တော့ Central World မှာပြောခဲ့ရပါတယ်မနေ့က Icon Sian ထက်ကိုပို့ပြောတယ်ပေါ့နော်မနေ့ပြန် D3 မှာလည်းပေးနေရသွားပြီးတော့ဘယ်လိုမျိုးဖြစ်မလဲဆိုတာကို vlog လေးတွေမှာမလို့ဆက်ဆောက်ကြည့်ရပါအောင်နော်